အမကြီးရိုးရရွှေသိန်းလက်ကောက်လေးတွေကိုလေအလူမဝစ်ချင်တာအလူမလက်တွေစီးတဲ့ခါကြလို့ရှိရင်လက်ကောက်ကြီးကချက်ချစ်အယောင်ကျွတ်သွားမှာလားလို့မိထားတဲ့အချစ်ဆုံးလေးတွေအတွက်ပေါ့နော်ဒါနေ့လက်ကအကုန်လုံးက BKK တကွင်းကို9000ကျပ်နဲ့ရောင်းချပေးတဲ့လက်ကောက်ကလေးတွေဖြစ်ပါတယ်ဆက်ပြက်လက်ကောက်ကလေးပေါ့တကွင်းကိုငယ်မှုသားအဟမ်းရှိတယ်ပေါ့နော်ချစ်ဆုံးလို့မြင်တဲ့အတိုင်းပဲဒါဆက်ပြနဲ့ဆေးပြဆက်ပြနဲ့ဒီပေါ့နော်ဆေးပြဒီမှာပေါ့နော်လက်ကောက်မှာဆိုရင်တော့ဒီမျိုးတွေကရေချွေးဆက်ပြလို့ရှိရင် chemical ထိလို့မရဘူးဆိုတာမှန်တော့ညားလဲပေါ့နော်အခုလိုမျိုးအလူမင်္ဂလာဆောင်တွေမှာပေါ့နော်ဝတ်သွားတယ်လက်ဆေးကြတယ်ဆိုတော့နို့ချက်ချင်းကျွတ်မသွားဘူးဆေးလို့ရတယ်ဒီလိုဆေးပြီးသွားပြီဆိုလို့ရှိရင်တော့အိမ်ရောက်ပြီဆိုတာနဲ့ပေါ့နော်တကယ်ဥမာဒီမှာတီရှူးလေးပေါ်မှာတီစီရာတင်မယ်ပန်ကားလေးနဲ့လေးမှုတ်မယ်အချောက်ခံမယ်ဒီလိုလေးခြောက်သွားပြီဆိုတာနဲ့ပေါ့နော်လေးလုံးအိတ်ထဲမှာ6တွေ့နေရပေါ့နော်အဝိနဲ့ပုတ်တိုက်ချင်းမလုံးနဲ့ဒီလိုမျိုးလေးတလက်ခံမယ်လုံးဝ6တွေ့သွားပြီဆိုရင်လေးလုံးအိတ်ထဲမှာထည့်မယ်ကြနနသိမ်းထားမယ်ဆိုရင်10ပွဲမကပွဲတရာမကဝစ်လို့ရတာဖြစ်တဲ့အတွက်ပေါ့နော်ရိုးရရွှေသိန်းလေးကိုအလူမင်္ဂလာဆောင်ဝတ်မယ်ဆိုရင်ရဲရဲကြီးကဝတ်သွားပါလို့ရွှေနဲ့တရားခိုင်တော့တူသေးတယ်အခုလိုမျိုးလေးပဲပြန်လာရင်ပေါ့နော်စနစ်တကျစေးကြောသိမ့်ပေးခြင်းအဖြစ်ပေါ့နော်တကယ်ကိုမှပေါ့နော်ရွှေအစစ်အရော့လက်ခပေးစရာမလိုဘဲနဲ့ရွှေအစစ်ဝတ်တဲ့ feeling ကိုအပြည့်အဝခံစားသူရတာဖြစ်တဲ့အတွက်ပေါ့နော်စစုံလေးတို့ကပေါ့နော် stainless steel ရမလားရိုးရရွှေသိန်းရမလားဆိုလို့ရှိရင်ပေါ့နော် daily ဝတ်ဖို့ဆိုရင်တော့ stainless steel ကိုယူပါအခုလိုမျိုးအလုံးမင်္ဂလာဆောင်မှာသွားဖို့အတွက်တော့ရွှေလိုပဲခန့်ညားထည့်သွားတဲ့ပစ္စည်းကိုရရတယ်ဆိုတော့ BKK တဲ့ဖြစ်မနေရွေးဝယ်ပါလို့လည်းပြပြချင်ပါတယ်ရှင်ဒါလေးကတော့ပေါ့နော်သူများကိုပို့ပြီးပစ္စည်းလေးတွေပြပါတယ်ရှင်ဝယ်ယူပါပေးတဲ့တူကြတယ်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်